အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Web29 ကို application နဲ့ဘယ်လိုချိတ်ဆက်မလဲ customer wallpaper ဘယ်လိုထောင်းလဲဆိုတာလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။နာရီကိုပါဝါဖွင့်ဖို့အတွက် Bebek Cloud လေးကို3စက္ကန့်လောက်ဖိထားပေးပါ။ကိုကြိုက်တဲ့ language ကိုရွေးပြီးတော့နိုင်နဲ့ချိတ်ဆက်ဖို့အတွက် Fake Cloud လို application ကို download လုပ်ပေးပါ။ပြီးရင် open ကိုနှိပ်ပါ agree လို့ပေါ်လာရင် agree ကိုနှိပ်ပေးပါ။အရင်ဆုံးအကောင့်ဖွင့်ဖို့အတွက် no account to create ကိုနှိပ်ပေးပါပြီးရင် email နဲ့ password ကိုထည့်ပေးပါထည့်ပြီးပြီဆိုလို့ရှိရင် register ကိုနှိပ်ပေးပါဒီနေရာမှာနာမည်တွေမွေးနေ့တွေကိုဖြည့်ပေးပါပြီးရင် next ကိုနှိပ်ပေးပါနောက်ထပ် next ကိုထပ်နှိပ်ပေးပါ okay ပေါ်လာရင် okay ကိုနှိပ်ပေးပါ allow ကိုထပ်နှိပ်ပေးပါပြီးရင် turn on ကိုထပ်နှိပ်ပေးပါ allow ကိုနှိပ်ပါ Web29 ပေါ်လာရင် Web29 ကိုနှိပ်ပေးပါနိုင်မှာအခုလိုမျိုးလေးပေါ်လာရင်အမှန်ကျလေးကိုနှိပ်ပေးပါနောက်ဆုံးမှာဒီလိုမျိုးပေါ်လာရင်တော့နိုင်နဲ့ application နဲ့ချိတ်ဆက်သွားပြီပဲဖြစ်ပါတယ်။နိုင်မှာ wallpaper ချင်းနေဆိုရင် device ကိုအရင်နှိပ်ပေးပါ။ပြီးရင် Dial Library တွေက Dial Center ထဲမှာကိုကြိုက်တာကိုထားလို့ရပါတယ်။ download ပြည့်သွားတာနဲ့ wallpaper ချင်းသွားမှာပဲဖြစ်ပါတယ်။ Customer wallpaper ထားခြင်းနဲ့ဆိုရင် Dial Center ထဲမှာအခုပြထားတဲ့ထိပ်ဆုံးပုံလေးကိုနှိပ်ပေးပါ။ပြီးရင်အပေါင်းပုံစံလေးကိုနှိပ်ပေးပါ။ပေါ်လာတဲ့ select ကိုနှိပ်ပါ။အဲဒီကကိုကြိုက်တဲ့ပုံရွေးပြီးရင် done ကိုနှိပ်ပါ။ဒီနေရာမှာ nice style နဲ့ position ကိုကိုကြိုက်တာထားလို့ရပါတယ်။ create ကိုနှိပ်ပါပြီးရင်ပေါ်လာတဲ့ post ကိုနှိပ်ပေးပါ။download ပြည့်သွားတာနဲ့ wallpaper ချင်းသွားမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးအောင်နော်။